ကောင်လေးကအေးချမ်းချမ်းအိမ်နေတော့အဖေကနိုးပြီးလာမားတွေကိုကျွေးဖို့ပုံတပုံလှမ်းပေးလိုက်တယ်ပြီးတော့အဖေကအဝတ်ဆုံးလာမားကိုကောက်ဆွဲလိုက်ပြီးခါရမ်းကကုန်တင်ကားပေါ်တင်လိုက်တယ်ရောင်းဖို့လေဒါကကောင်လေးကိုတကယ့်ကိုဝမ်းနေသွားစေတယ်အထူးသဖြင့်လာမားတကောင်ကသူ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲဒါပေမဲ့အဲ့ဒီလာမားကထွက်ပြေးသွားတယ်အဖေတီးသွားမှာကိုကြောက်လို့လေနောက်တနေ့ကောင်လေးတကြားလုံးတွေကောက်နေတော့အဖေကသူ့ရဲ့ပုံအပြည့်ကြီးကိုယူသွားတယ်ဒါပေမဲ့အန်လွန်စရာပဲလာမားကရုတ်တရက်ခုံထွက်လာပြီးသူ့ပုံးထဲကိုတတွေးတွေနဲ့ထွေးထည့်ပြီးပြန်ဖြည့်ပေးလိုက်တယ်မနေ့တိုင်းလာမားကသူ့ကိုစောစောထအောင်နိုးပေးတယ်ဒါကအဖေကိုတော်သဘောကျသွားစေတယ်ဒါပေမဲ့ကောင်လေးကလာမားကိုဆက်ပြီးပုံထားခဲ့ရတယ်ဘာလို့လဲဆိုတော့အဖေကသူ့ကိုပါရောင်းပစ်မှာကိုကြောက်လို့ပဲကောင်လေးကသူ့အလုပ်တွေအားလုံးကိုအယမ်းမြင်ပြီးအောင်စလုပ်တယ်ဒါပေမဲ့တညစ်နေခင်းမှာနေဝင်ချိန်လေးမှာကောင်လေးနဲ့လာမားတို့အတူတူအချိန်ကောင်းလေးကိုမျှဝေနေတာကိုသူ့အဖေကမိသွားတယ်နောက်တနေ့မနေ့ကောင်လေးနိုးလာတော့တုံလုတ်ဆရာမြင်ကွင်းတစ်ခုကိုတွေးလိုက်ရတယ်သူ့အဖေကလာမားကိုပီနာတာအဖြစ်ပြောင်းဖို့စူးစမ်းနေတာပဲကောင်လေးကရက်တန့်ဖို့အပြေးလွှားသွားပေမဲ့ဒါဟာမွေးနေ့အန်အားတင်စရာလေးတစ်ခုဖြစ်နေတယ်ဆိုတာတီးလိုက်ရတယ်အဖေနဲ့ကောင်လေးဖက်ထားကြပြီးလာမားကသူ့ကိုအနမ်းပေးလိုက်တယ်ဒါဟာအပျော်ဆုံးမွေးနေ့ပါပဲ